တစ်ဆက်နှစ်ကြာစူးစမ်းပန်းစားအလုပ်လုပ်ပြီးနောက်မှာတော့ဂျွန်တယောက်ငွေအလုံးလောက်စုမိသွားခဲ့ပါတယ်မိသားစုနဲ့တငယ်ချင်းတွေစီကတော့ချင်းငှားခဲ့ရပေမဲ့နောက်ဆုံးမှာတော့မြို့ပေါ်မှာတိုက်ခန်းချင်းလေးတစ်ခုဝင်နိုင်ခဲ့ပါတယ်ပထမဆုံးအကြိမ်ဖြစ်နေကသူ့ဇနီးနဲ့သားလေးကိုမြို့မှာသူနဲ့တူနေဖို့ခေါ်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ပြဿနာကအခန်းကအရန်ကျဉ်းလွန်းနေတာပါအကောင့်တစ်လုံးစာလောက်ပဲရှိပါတယ်လူ၃ယောက်အတွက်တော့မတက်ရဲ့အိယာမတက်အရန်ကိုကြက်ညက်နေခဲ့ပါတယ်ဘဝကခက်ခဲလွန်းတာကြောင့်ဂျွန်ဟာဒီနေရာလေးကိုအစ်စ်ပြန်ပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဆုံးနေရာမှာ frame တစ်ခုဆောက်ပြီးကက်လန့်ဖြတ်ပြားနှစ်ချက်ထည့်လိုက်ပါတယ်အိယာပေါင်းအတွက်တမ်မနီချောင်းတွေကိုတုံးထားပါတယ်ခိုင်ခန့်အောင်တစ်သားနဲ့ပတ်ပြီးအပေါ်မှာခောက်လို့ရတဲ့မွေးရအပျော်လေးတင်လိုက်ပါတယ်ဂျွန်ကအပေါ်ထက်မှာအိပ်ပြီးအသုံးမပြုတဲ့အခါအိယာကိုခောက်ထားလို့ရပါတယ်သူ့ဇနီးနဲ့သားကတော့အောက်ထပ်မှာအိတ်ကြပြီးဒါကိုလည်းနေ့စဉ်သွားလာလှုပ်ရှားဖို့နေရာရအောင်ခောက်ထားလို့ရပါတယ်ပြတင်းပေါက်ပေါင်ကိုတော့ထိုင်ကုန်ရှင်နဲ့ရုံးသုံးပစ္စည်းတွေပါတဲ့ခောက်လို့ရတဲ့တစ်သားစာပွဲလေးအဖြစ်ပြောင်းလဲလိုက်ပါတယ်ဂျွန်ကမိသားစုအတွက်ငွေရှာဖို့အဲ့ဒီမှာအလုပ်လုပ်နိုင်ပါတယ်ဒီစာပွဲကပဲမိသားစုထမင်းစားတဲ့နေရာဖြစ်လာပြီးအတူတူစားရတဲ့ထမင်းတစ်နက်တိုင်းဟာတနေ့တာရဲ့အပျော်ဆုံးအချိန်ပါပဲစားပြီးရင်တော့တေးသေးတက်တက်ပြန်ခောက်ထားလို့ရပါတယ်အပေါ်ဘက်မှာတော့ဂျွန်ကအဝတ်ဗီဒီယိုကြီးတစ်ခုစောက်လိုက်ပါတယ်အပေါ်မှာစောင်းထူကြီးတွေထားပြီးအောက်မှာတော့နေ့စဉ်ဝတ်အင်ဂျီတွေကိုတေးသေးတက်တက်ချိတ်ထားပါတယ်ဖုံမဝင်အောင်မှန်တကားတက်ထားပါတယ်အောက်ခြေကအန်ဆွဲလေးတွေထဲမှာတော့မိသားစုရဲ့အတွင်းခံတွေကိုတင်စီထားပါတယ်ရေချိုးခန်း area ကိုတော့ကြွေပြားတွေအပြည့်ကတ်ထားပါတယ်အပေါ်မှာဘေးစင်ပါတဲ့မီးဖိုချောင်ကပ်ပီနက်ကိုတက်ဆင်ပြီးဘေးမှာလျှက်စစ်မီးဖိုနဲ့အောက်မှာတော့အိုးခွက်ပကံတွေထည့်ထားပါတယ်အပေါ်မှာချိတ်ထားတဲ့ကပ်ပီနက်ရဲ့တစ်ဖက်မှာရေချိုးသုံးပစ္စည်းတွေနဲ့နောက်တစ်ဖက်မှာတော့ဟင်းခတ်မွေးကြိုင်တွေထည့်ထားပါတယ်ကပ်ပီနက်တကားမှာမှန်တောင်းပါပါသေးတယ်အဝိရှော်ဆက်ကိုအောက်မှာထည့်ထားပြီးကျမ်းပြင်အလဲမှာတော့ဘိုးထိုင်အင်တာ squat toilet ရှိပါတယ်နေရမှာရေပန်းတက်ထားတာကြောင့်ပင်ပန်းတဲ့နေ့တွေအပြီးမှာလန်းဆန်းတဲ့ရေချိုးခြင်းကိုခံစားနိုင်မှာပါအခေါင်ခန်းလို့ခေါ်ကြတဲ့အဲ့ဒီအခန်းလေးဟာအခုဆိုရင်တင်းငယ်ပေမဲ့အရာရာစုံနေတဲ့အိမ်လေးတစ်လုံးဖြစ်ပြောင်းလဲသွားပါပြီအိတ်ဆက်ခြင်းစားတောက်ခြင်းအလုပ်လုပ်ခြင်းချက်ပြုတ်ခြင်းနဲ့ရေချိုးခြင်းတင်းငယ်ပေမဲ့တကယ်ကိုအံ့ဩဖို့ကောင်းလာပါတယ်